ဟိုဘက်ကမိမိတ်မိတ်ဖူးငုံခင် chapter 1သူရပြည့်စုံမင်းကိုမမေကတက်တီရဲရဲမှုရင်းနဲ့ပြည့်စုံပါစေတော့ဆိုပြီးသူရပြည့်စုံလို့နာမည်ပေးခဲ့တာမင်းကအိမ်မှာတယောက်တည်းမနေရဘူးလေလား ဒေါ်တနာလက်သားကိုကြည့်ကအန်ကျိတ်လိုက်သည်သူရပြည့်စုံမျက်နှာကလေးကငုံမက်မက်လေးဖြစ်သွား၏သူကနာမည်နဲ့မှလိုက်ကြောက်တတ်သည်တဦးတည်းသောသားလေးဖြစ်တာကြောင့်အဆဆအရာရာအလိုလိုက်ခံရပြီးအဖော်မတ်သည်ဟာမမေရလေဗျာတားတည်းရောက်တတ်တာတည်ရတာနဲ့ညတယောက်တည်းမအိပ်ရဲပါဘူးပြီးတော့ခိုင်းဆိုရင်မပြောပါဘူးအခုကတအိမ်ကျော်မှာအတူဝိုက်ရှိနေရအောင်တားတယောက်တည်းအိမ်မှာမနေရဲဘူးမင်းတက်18နှစ်ရှိနေပြီဒါလေးကိုကြောက်နေရလားမမေသွားမှာလဲ2ရက်3ရက်လောက်ပဲဖွားဖွားနေမကောင်းလို့သွားရမှာပြီးတော့အိမ်မှာဘာတည်းရှိလို့လဲမေရောက်လာရင်ဘယ်လိုလုပ်မှာလဲတားမနေရဲလဲတားတဲ့ငယ်ချင်းတွေကိုခေါ်လိုက်လေစားကျင်တာကို delivery မှာစားဟုတ်သူရပြေဆုံးစိတ်ထဲကျစွာကောင်းငိမ့်လိုက်သည်မမေကိုတားလို့လည်းမဖြစ်ဖွားဖွားကျမကြီးရရှိသေးသည်သူဖုန်းလေးထုတ်ကဂိမ်းဆော့နေလိုက်သည်သူရပြေဆုံးကညမောင်လာပြီဆိုရင်လေတိုက်တွေကိုလည်းကြောက်သည်ည8နာရီကျော်လင်းပင်အိမ်သာမသွားတော့အိမ်သာတကားဖွင့်လိုက်ရင်မမေကြီးမြင်လိုက်ရမှာကြောက်သည်တငယ်ချင်းတွေကသူ့ကိုတရေကြောက်လို့လှောင်ချပြောင်ချပေမဲ့သူလည်းမတတ်နိုင်အခြားဘယ်ရာမှမကြောက်ဒီတရေကိုတော့ဘာကြောက်ရမသိတုံနေအောင်ကြောက်သည်မြင်ဘူးရလားဆိုတော့လေတခါမှမမြင်ဘူးခဏကြာတော့မမေကသူ့နှစ်ဖူးလေးကိုနမ်းကအိမ်ပြင်ထွက်သွားသည်သူရပြေဆုံးမမေနောက်လိုက်သွားကမမေဖေးဖေးကားပေါ်တက်သွားတာကိုကြည့်ပြီးခြံတကားပိတ်လိုက်သည်အိမ်ထဲပြန်ဝင်လာတော့တိတ်ဆိတ်နေသည့်အိမ်ကြီးထဲတွင်တယောက်တည်းကျန်ခဲ့လေသည်ညမှတငယ်ချင်းတွေကိုခေါ်ရင်ဆုတ်ဖြတ်လိုက်သည်ညနေ4 နာရီထိုးပြီးသူရပြေဆုံးဖုံးအားသွင်းကရေချိုးရန်ပြင်သည်တချင်းလင်းကြီးကရေချိုးကမ်းမီကိုဖွင့်ပြီးအထက်ဝင်သည်ရေချိုးကမ်းထဲရှိကြွေပြားများအစ်စိတ်စိတ်ရေပန်းခလုတ်ကိုနှိမ့်လိုက်တော့ရေအေးတွေကခန္ဓာကိုယ်ပေါ်စီးဆင်းလာ၏ခေါင်းလျှော်ရည်အနှဲငယ်ယူပြီးခေါင်းလျှော်လိုက်သည်မျက်လုံးမိတ်ထားပြီးမှမျက်လုံးဖွင့်လိုက်လို့တရေကိုမြင်လိုက်ရရင်ဘယ်လိုလုပ်မလဲတွေးစက်သိမ်းဖျားလာသည်မျက်လုံးလေးကိုမရက်တရက်ဖွင့်လိုက်တော့ရေချိုးကမ်းနေရာကိုသာမြင်ရသည်သူရပြေဆုံးတပြေးချလိုက်သည်ခေါင်းလျှော်ရည်တွေမျက်စိထဲဝင်လာတော့ရေမမြန်စီးဖြစ်သည်ရေချိုးပြီးတော့တပတ်ယူရန်ခြေလှမ်းလိုက်သည်ရေတွေနဲ့ချောနေသည့်ကြွေပြားတွေကြောင့်ခြေချော်သွားပြီးကျမ်းပြေနှင့်ဥကောင်ပြင်းပြင်းရိုက်မိသွားသည်ပြင်းထန်သည့်ရိုက်ထက်ကြောင့်ခေါင်းတွေမူးဝေသွားပြီးတွင်နှံကလေထူထဲပြန့်နှံ့လာသည်သူရပြေဆုံးခတ်တိုးတိုးရေရွတ်လိုက်သည်fuck အစ်စမှုကိုခံစားရသည်နှလုံးထဲတွင်လင်းလိုက်မှောင်လိုက်နှင့်အရာရာဝေဝါးနေသည်နှလုံးများကိုပိတ်ချလိုက်သည်ထို့နောက်အမောက်တူထဲကျရောက်သွားလေသည်ပိုးသက်စီအနံ့ကနှာခေါင်းထဲတိုးဝင်လာသည်ဦးကောင်းကမူးဝေမှုကိုခံစားရသည်နှလုံးဖွင့်လိုက်တော့ဆေးရုံမျက်နှာချက်ကိုမြင်ရသည်ဆေးရုံကန်ထဲတွင်ဘယ်သူမှမရှိဂရင်ပေါ်ထထိုင်လိုက်ပြီးဘေဘီဝဲရာကိုရှောက်ကြည့်သည်ညနေခင်းရဲ့စီးစာရောက်နေရဆေးရုံကန်ထဲတိုးဝင်နေပြီးအရာအလုံးကပုံမှန်ထက်ညီရဲနေသည်ထူးဆန်းသည့်လေထုနွေးနွေးကြောင့်မတိစိတ်မှကြောချမ်းမိသည်သူရပြေဆုံးကိုကြည့်လိုက်သည်တီရှပ်အဖြူလေးနှင့်ဘောင်းမီဖြူအရှည်လေးဝတ်ထားသည်ဂရင်ပေါ်မှဆင်းပြီးဖနက်လေးစီးကအခန်းပြေထွက်ခဲ့သည်အေးစိတ်စိတ်ခံစားရသည်ဆေးရုံရှောင်းလန်းတွင်ဘယ်သူမှမရှိဘဲဆေးရုံနှန်းကပြင်းပြင်းထန်ထန်ရနေသည်လျှက်စစ်မီဒီယာမိတ်တုပ်နှင့်အနှဲငယ်ကြောချမ်းစေသည်ဘာတမ်းမှလည်းမကြားရတိုက်စိတ်နေမှုကခြောက်ချားပွဲငိုချင်းလာမေပဲအာတင်းကမေမေတို့ကိုရှာရင်ဆုံးဖြတ်လိုက်သည်ရှောင်းလန်းအဆုံးမှခြေတံကြားရ၍အားတက်သွားသည်လက်တီးကိုချစ်ပါအောင်ဆုပ်လိုက်ပြီးပြေးသွားသည်ရှောင်းလန်းအဆုံးတွင်ဂျူတီကိုအဖြူလေးဝတ်ထားသည့်ဆရာဝန်တယောက်ကသူ့ကိုကြောပေးကရက်နေသည်သူရပြေဆုံးပြေးလာသည်ကိုအရှိန်တက်လိုက်ပြီးဖြည်းဖြည်းချင်းဆရာဝန်နာကတ်သွားသည်အတန်ကိုအရင်ကျေးဇူးအနေအထားဖြင့်ခေါ်လိုက်သည်ဆရာဝန်ကသူ့အတန်ကိုမကြားသည့်အလားလှည့်မလာပါစေသူရပြေဆုံးလေဘူးတစ်ချက်မှုတ်ထုတ်လိုက်သည်အန်ကျိတ်လိုက်ပြီးအတန်ကိုမြင့်လိုက်သည်ဆရာ
ကျွန်တော်မမေကိုလိုက်ရှာမလို့ပါအဲ့ဒါဆရာဝန်ကခေါင်းကိုတောင်တင်းစွာလှည့်ကြည့်လာသည်ဒုက္ခနာကိုကလှည့်မလာပဲခေါင်းတစ်ခုရဲသာတောက်တောင်ကြီးလှည့်လာသည်သူရပြည့်စုံလက်ဖြားများအိပ်ဆက်သွားသည်ဆရာဝန်မျက်နှာကဗစက်တစ်ခုပါပြီးအခြားမြည်သည့်အစဲအပိုင်းမှမပါချေသူရပြည့်စုံမျက်လုံးများပြူးကျဲသွားပြီးကြော်ရိုးတစ်လျှောက်အိပ်စိတ်သွားသည်ခြေထောက်တွေကတောင့်ခဲနေပြီးတလက်မမှရွေးမရတော့ချေရှောက်လန်းအဆုံးတွင်သူနှင့်ဆရာဝန်သားရှိသည်သူရပြည့်စုံကြောက်စိတ်ကိုချိုးနှိမ်ပြီးဖျားသာရွတ်သည်တမိုဒီနှစ်ဖူးမှချွေးရထွက်လာပြီးကြောက်ရွံ့မှုကြောင့်အတန်တွေတုန်ရင်းနေသည်တမိုဒီအတန်ဆက်ထွက်မလာတော့ဆရာဝန်ရဲ့ပါးစပ်ပေါက်ကကျဲလောင်စွာဒေါင်လိုက်ရှည်လျားစွာဟပြဲလာသည်သူရပြည့်စုံကြောက်ရွံ့မှုကြောင့်တေးပေါက်ချင်လာ၏ဆရာဝန်ကသူ့ရဲ့ဟပြဲနေသည့်ပါးစပ်ကိုလှုပ်ရှားလိုက်ပြီးတမုတ်တေထောက်ဤတင်းစာဝါရတင်းစာတဟတကေဆရာဝန်ထံမှအတန်ထွက်လာတော့လှုပ်ရှားလို့ရသွားပြီးငဲတန်ပါအောင်အော်ကပြေးတော့သည်အမေသူရပြည့်စုံအားကုန်ထုတ်တုံးကပြေးတော့သည်လူသူကင်းမဲ့ပြီးတိတ်ဆိတ်နေသည့်ရှောင်းလန်းပေါ်တွင်သူ့ရှေ့တံများပဲ့တင်ထန်နေသည်ရက်လိုက်ကတောင်းတစ်ခုတွင်ထိုင်ချလိုက်သည်နှလုံးခုန်တန်းကစူးညံပောက်ကွဲနေပြီးတရုတ်တုံမြည်နေသည်ကြောက်စိတ်ကြောက်ယူသွတ်သွားတော့မြည်ထင်ရသည်ဒုနှစ်ဖက်ကိုဖက်ကအသက်ဝဝရှူသည်သူရပြေဆောင်ကောင်းကပူနေသွားသည်နှစ်ဖူးမှစိတ်ကက်ကက်ချစ်ချွဲအရေးတချို့ဘားပြင်ပေါ်စီးကြလာ၏ဘားပြင်မှအရေးတွေကိုဆန်းကြည့်လိုက်သည်လက်တွင်ကက်စီးစီးအရေးများရင်တွေတဒိန်းနဲ့ခုန်ပေါက်လာ၏ဘားပြင်ကိုတုံရင်စွာတုပ်လိုက်ပြီးအပေါ်ကိုမော့ကြည့်လိုက်သည်မျက်နှာဆက်တွင်တွေ့ကက်နေသည့်အရာကြောင့်တကိုယ်လုံးတုံလှုပ်တောင်ခဲသွားတော့သည်မျက်နှာဆက်တွင်သပင်တပင်မှမရှိသည့်မိမတယောက်ကပ်နေပြီးသူ့ရဲ့ပြောင်းလဲနေသည့်ခေါင်းကိုရှားရှည်ကြီးနှင့်တပြက်ပြက်ရက်နေသည်ပြက်ကားနေသောပါးစပ်ကြီးမှတရေတွေရအောက်သို့တစက်ဆက်ကျနေသည်ရှားနီးရဲနေပြီးပိန်လီ၆ကက်သည့်ခန္ဓာကိုယ်ကြောင့်ရှားထင်ရှားပေါ်လွင်နေသည်သူခန္ဓာကိုယ်တွင်အဝိအစားမရှိဘဲပိန်လိန်နေသည့်ရင်သားနှစ်ခုကပြကတ်နေသည်သူ့ကိုကြည့်ရသည်မှာအင်းဆက်ပိုးမွှားနေပင်တူနေသည်သူရပြည့်စုံအသက်မထွက်ရတော့ပဲခေါင်းကိုပြန်ကုန်းလိုက်ပြီးလေးဘက်ထောက်ကတလန်းချင်းရွှေ့သွားသည်ပူပူနွေးနွေးတရီများမှာကျမ်းပြေပေါ်တတောက်တောက်ကျနေသည်ဒူကောင်းတွေကတုံရည်နေသည်တော်တော်ဝေးဝေးကိုရောက်မှအာတင်းကရက်လိုက်ပြီးအသက်ဝဝရှူသည်ဒါဘယ်နေရလဲငါတည်တော့ရလားသူရပြေဆုံးနှာခေါင်းကစူးအောင်လာသည်နှလုံးသားပြင်းပြင်းထန်ထန်နိုင်ကျင်လာပြီးဝမ်းနည်းမှုကြောင့်မျက်ရည်အိုင်လာသည်အတံမထွက်အောင်ပင့်သက်ရှာရသည်ခြေတံကြားရသည်သူရပြေဆုံးလက်သီးဆုပ်လိုက်ပြီးတတိအန်ရဲ့အထားဖြင့်အန်ကျိတ်လိုက်သည်သူ့ထံသို့အလုံးလေးတစ်လုံးလိမ့်လာသည်ထိုအလုံးလေးကိုဖမ်းလိုက်သည်မျက်လုံးကြီးမျက်လုံးလှုပ်ပစ်လိုက်ပြီးပြေးမိပြေးရပြေးတော့သည်အမေဒါကြောက်တယ်ဟဲလို့ရှေ့တွင်လူအုပ်ကြီးကိုမြင်ရသည်သူရပြည့်စုံဝမ်းသာအားရထိုလူအုပ်ကြီးထံပြေးသွားသည်ဒီမကေးကြပါအောင်သူအော်နေပေမဲ့ဘယ်သူမှသူ့ကိုလှည့်မကြည့်သူရပြည့်စုံလူတစ်ယောက်လက်ကိုဆွဲလိုက်သည်လက်ကပြုတ်ထွက်သွား၏သူရပြည့်စုံလမ်းဖြတ်သွားပြီးတောင့်ခဲသွားသည်ထိုတရေကသူ့ကိုဖြူလျော်နေသည့်မျက်နှာကြီးနှင့်လှည့်ကြည့်လာပြီးသူ့လက်ကိုသူကောက်လိုက်သည်ဒီလက်ကပြုတ်ပြန်ပြီဈေးရောက်မှကောင်းတာလေးဝယ်တတ်ရမယ်သူရပြည့်စုံလန့်သွားပြီးနောက်ကိုတလှမ်းဆုပ်လိုက်သည်ဟဲ့ကောင်းလေးနေငါ့ကြိုတက်နေထားပြီသူရပြည့်စုံအောက်ငုံကြည့်လိုက်သည်ကျိုးဖြူဖြူတက်နေထားမိတာဖြစ်သည်ခြေထောက်ကိုအမြင့်ဖဲ့ပြီးအတန်ပိုင်ရှင်ကိုကြည့်လိုက်သည်
အတန်ပိုင်ရှင်ကမျက်လုံးတွေပြူးပြူးစပင်ဖားရနဲ့လဲပင်တွေကျိုးဆွဲချတည်ခဲ့သည့်ကြိုးဤတန်းလန်းသူ့မျက်နှာကသွေးရောင်မရှိပဲဖြူရော်နေပြီးရှာကတန်းလန်းထွက်နေသေးသည် ဘာကြည့်ရလဲကျိုးဆွဲချတည်တဲ့သူအခုမှမြင်မှုလား သူကရှာကိုသိမ်းလိုက်ပြီးခရီးရင်ပြောသည်တစီကကျိုးကိုခက်မြက်မြက်ဆွဲယူပြီးပွေထားသည်ခမရလူမမဟုတ်တာသူရပြည့်စုံပြောလိုက်ခြင်းပေမဲ့ကြောက်တာကြောင့်ရှေ့ကိုလှည့်လိုက်သည်ဘေးဘက်ဘက်လည်းရှိလူအုပ်ကြီးကမဟုတ်ဘူးတစီအုပ်ကြီးကကြောက်မဖွယ်အသွင်အမျိုးမျိုးတချို့ကမျက်နှာမပါဗလာတက်တက်တချို့ကခြေလက်တွေမရှိတချို့ကတကူလုံးမဲနဲ့ပိန်လီနေသည်သူရပြည့်စုံတရေမျိုးချလိုက်သည်အတန်လာရလှည့်ကြည့်လိုက်သည်အတန်ပိုင်ရှင်ကကိုတချမ်းဆုပ်ပြက်နေပြီးအသားစားတွေဖွာလင်ကျဲနေရကြောင်းအယိုးဖြူဖြူများကိုပင်ဖောက်ထွေးမြင်ရသည်ပေါင်ရင်းမှာအသားပဲ့ကြီးကလှန်ကျနေကသူတစ်ခါလမ်းလျှောက်တိုင်းတပတ်ပတ်အတန်ထွက်နေသည်သူ့ပုံစံကသွေးပြက်ဖွယ်ကြောက်စရာကောင်းသည်သူရပြည့်စုံဒူးရီတုံလာ၏ကာကြီးခရိုင်မတိုင်နဲ့မတွေ့ချင်ပုံပြက်ပန်းပြက်တယ် ကျိုးဆွဲချတစီကပြောလာသည်သူရပြည့်စုံရှာထွက်နေပြီးမျက်လုံးပြူးနှင့်ကျိုးဆွဲချတစီကိုကြည့်ပြီးပါဇက်အဟောင်းသားဖြစ်သွားသည်ကားကြိတ်တစီကကြောက်ဖို့ကောင်းတာမှန်ပေမဲ့ကျိုးဆွဲချတစီလည်းကြောက်စရာကောင်းသည်မြင်မြင်သမျှကြောက်စရာကောင်းသည်အခုရောဘယ်သွားကြမလဲအခုရောဘယ်နေရလဲ ကျိုးဆွဲချတစီကိုကြည့်ပြီးအာတင်းကမေးလိုက်သည်တစီမျက်နှာကိုမကြည့်ရကြောင်းအကြည့်ကိုအောက်ပို့လိုက်သည်ကျိုးဆွဲချတစီကပြူးနေသည့်သူ့မျက်လုံးများကိုပို့ပြူးအောင်ပြူးလိုက်ပြီး ဟဲ့ငါမျက်နှာအပေါ်မှာနင်ဘယ်ကြည့်နေရလဲ သူရပြေဆုံးထိုအခါမှသူကြည့်နေသည့်နေရာကိုသတိပြုမိလိုက်သည်အကြည့်ပို့မိနေသည်ကကျိုးဆွဲချတစီ၏ပြည့်တင်းဖောင်းကားနေသည့်ရင်သားတစ်စုံအုံးသည့်အရွယ်ခန့်ရှိသည် နှာဘူး သူရပြေဆုံးခေါင်းနှင့်ပူထူသွားပြီးခေါင်းကိုခါရမ်းတော့သည်သို့တော့ရှာတန်းလန်းနှင့်မျက်နှာထက်ဖွံ့ဖွံ့ထွားထွားပေါက်စီတွေကပိုကြည့်ကောင်းသည်ကိုတော့ဝန်ခံရမည် မဟုတ်ဘူးကျွန်တော်က ကျိုးဆွဲချတစီကသူ့ရင်ဘက်ကိုလက်နှင့်အုပ်လိုက်ပြီးအဝတ်တွေကိုဆွဲကတက်နိုင်တဲ့လောက်ဖုံးအုပ်သည်သို့တော့လုံးဝလှပသည့်ရင်သားတစ်စုံကိုတော့လုံးဝမဖုံးအုပ်နိုင်ပေကျိုးဆွဲချတစီကခက်တင်းတင်းမေးသည် ဘာလဲပြော အခုကဘယ်သွားမလို့လဲ အာတုဖက်အိမ်ကိုသွားမလို့လေမင်းကအတလေးထင်နေအမျှဝေတာတာရုခေါ်ဖို့လူလောကကိုသွားကြမှာအခုကစေးစားချင်းဆိုပရလောကနဲ့လူလောကကြားမှာတကားပွင့်နေလေ ဒါဆိုဒါပရလောကပေါ့ တခြားပရလောကသားကြီးလည်းရှိတယ်စေးစားချင်းမှာပဲတကားကိုဖျက်ရတယ်အချိန်ကျော်သွားလို့ရှိရင်တခြားဘုံတွေရောက်သွားလိမ့်မယ်အဲ့ဒီမှာ သူရပြေဆုံးဇွဲချိုးချတစီရဲ့အတန်ကိုမကြတစ်ချက်ကြားတစ်ချက်နှလုံးကတရုတ်တုတ်ခုန်လာပြီးဝမ်းနည်းမှုတွေကတိုးဝင်လာသည်မျက်လုံးတွေကကျိန်းဆက်လာသည်ကျိုးဆွဲချတစီတို့ကရှေ့ကိုဆက်သွားကြသည်သူရပြေဆုံးကျမ်းမြေပေါ်ထိုင်ချကတောက်တောက်ကြီးထိုင်နေသည်အတွေးတွေကရှုပ်နေကဘာကိုမှစဉ်းစားမရတော့သူကတေဖို့အတွက်ငယ်လွန်းနေမလားရီစားလည်းမထားဘူးတလို့တက်ကက်သူလည်းမတက်ရသေးမိမဟူ၍အနက်နောက်မရှိဘူးမမေကိုလည်းနှုတ်မဆက်ရသေးတဆေအုပ်ကြီးရမရှိတော့သူရပြေဆုံးထားရကမျက်ရည်တွေကိုတုပ်လိုက်ပြီးရှေ့တွင်မြင်နေရသည့်တကားထံတလှမ်းချင်းလျှောက်သွားသည်သူအန်ကျိတ်လိုက်သည်မမေထံသွားကမမေကိုနှုတ်ဆက်ရမည်တကားလက်ကင်ပေါ်လက်တင်ပြီးတကားကိုဆုပ်ဖွင့်လိုက်သည်တကားတစ်ဖက်မှလင်းလက်ဆူးရှာလွန်သည့်အလင်းကြောင့်မျက်လုံးများပြောင်ဝေသွားသည်ထို့နောက်အသီးစိမ်များပျောက်ကွယ်သွားသည်